ဆရာကြီးတဲ့စကားလေးပြောချင်လို့ဘလို့ဆက်သွယ်ရမလဲတဲ့ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါဒီကကျွန်တော်ညီကိုပြောသလိုပဲကျွန်တော်လည်းပဲခုရက်တွေထဲမှာ TikTok မှာစကားတွေကြီးပြောနေတာဖြစ်ပါတယ်။နောက်အကြောင်းကတော့ကျွန်တော်လာမယ့်20ရက်နေ့မှာရန်ကုန်အပြင်လူတွေတင်တန်းရှိပါတယ်အဲ့တော့ကျွန်တော်သွားရမှာပေါ့နော်ဒီတော့ကျွန်တော်ခရီးထွက်နေတဲ့အချိန်မှာနောက်မှာခြံထားခဲ့ရမယ့်အရာလေးတွေအတွက်ကျွန်တော်ခုရက်တွေကကြိုတင်ပြင်ဆင်နေရတာဖြစ်ပါတယ်ဒါကြောင့်ဒီရက်ထဲမှာကျွန်တော်တေးသချင်းတီးခတ်မှုလေးတွေတောင်လုပ်မပေးနိုင်ဘူးပေါ့နော်ဒီတော့ဒါပေမဲ့လို့ဒါကျွန်တော်ရတဲ့အချိန်လေးတွေမှာဒါကျွန်တော်ရဲ့အမျိုးတွေနဲ့လည်းပဲထိတွေ့မှုရှိအောင်ပေါ့နော်အခုလိုမျိုးလေး reply လေးတွေပြန်ဖြေပေးတယ်စကားလေးတွေပြောပေးနေတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့တေးသချင်းတိခတ်မှုတွေကိုတီးသက်စောင့်မျှော်နေကြတဲ့အမျိုးတွေအတွက်ဒါကြုံနှုံးလေးပြောပေးတာဖြစ်ပါတယ်နော်ဒီကကျွန်တော်ညီကိုမေးထားတာလေးကိုဖြေပေးပါမယ်ကျွန်တော်ကိုဘယ်လိုဆက်သွယ်ရမလဲဆိုတော့ရင်ခုပြောနေတဲ့ TikTok Messenger မှာလည်းပဲလာပြီးတော့စာပို့ပြီးတော့ကိုမေးချင်တာလေးတွေမေးလို့ရတယ်သင်တန်းအနံ့ချင်တာပဲဖြစ်ဖြစ် online ရောအပြင်ရောပေါ့နော်မေးလို့ရပါတယ်ဒါမှမဟုတ်ရင်ကျွန်တော်ရဲ့ဒီ Facebook page ဖြစ်တဲ့ MIC Guitar School page Messenger မှာလည်းအချိန်မရွေးစာပို့ပြီးမေးမြန်းထားလို့ရပါတယ်ပြီးတော့အသေးချာဆုံးကတော့ကျွန်တော်ရဲ့ Viber ပဲ Viber ကတော့ဖုန်းနံပါတ်နဲ့ဖြစ်တဲ့ကြောင့်ကျွန်တော်တယောက်တည်းသုံးလို့ရတယ်မှားလဲမမှားနိုင်ဘူးကျွန်တော်နံပါတ်ကိုရွတ်ပြမယ်နော်3995043383ဖြစ်ပါတယ်ဒါကျွန်တော်ကိုယ်တိုင်သုံးတဲ့ Viber နံပါတ်ဖြစ်ပါတယ်เนาะအဲ့တော့ TikTok မှာပဲဖြစ်ဖြစ်ဒီ Messenger မှာ Facebook Messenger မှာပဲဖြစ်ဖြစ် Viber မှာပဲဖြစ်ဖြစ်ကျွန်တော်တယောက်တည်းအားလုံးကိုလက်ခံဖြေချပေးပါတယ်ကျွန်တော်အားတဲ့အချိန်ပေါ့เนาะဒီတော့ကျွန်တော် line ပေါ်မရှိလဲစာပို့ခဲ့ဖြစ်တယ်เนาะအဲ့တော့ရင်အားလုံးကိုချစ်ခင်ကျေးဇူးတင်ပါတယ်မင်္ဂလာညချမ်းလေးဖြစ်ကြပါစေ